ကိုတိုင်းတယောက်ကောင်းမလေးချက်ချင်းစိတ်ကုန်သွားဘလို့များတရုပ်ဆောင်နေတာလဲညီကိုတို့ဆိုရင်ရောကိုတိုင်းရဲ့တရုပ်ဆောင်ချက်တွေကိုကြိုက်မကြိုက်ကိုမမပြောပေးတော့ပါအောင်ခင်ဗျာပြောလို့ကိုခမ်းမြေအဲ့ဒီပစ္စည်းလေးတွေကိုဘာဖြစ်လို့သူတို့ပေးလိုက်ရလဲဘာလဲကေတီစင်တော့တမိုးမထားလို့လားမဟုတ်ပါဘူးဂျီဒီစေတနာကိုတောင်းထားမှာပါဂျီဒီစေတနာဘယ်လိုဖြစ်နေလဲကျွန်တော်သိတယ်ဒါပေမဲ့အဲ့ပစ္စည်းတွေကကျွန်တော်တို့တကယ်မှအသုံးမလားတကယ်အသုံးလို့လည်းကျွန်တော်ပေးလိုက်တာပါတခြားဘာယူရမှာမရှိဘူးကိုခမ်းမြေကိုပေးလိုက်ပစ္စည်းကိုခမ်းမြေဘယ်လိုသုံးတော့ကေတီတင်နေတယ်မဆိုင်တဲ့သူလက်ထက်ရောက်သွားတော့ကေတီအရန်ဝမ်းနေတယ်ပြီးတော့အဲ့ဒီပစ္စည်းလေးတွေကိုခမ်းမြေကိုဘာဖြစ်လို့ပေးထားလဲဆိုတော့သိပါတယ်ဟိုဂျီဒီစေတနာဘာရှိလဲဆိုတော့ကျွန်တော်သိပါတယ်တိရဆိုလည်းကေတီတာတစ်ခုတော့မြန်မကောင်းလာပေါ့ကေတီမှာမင်းကလေးနဲ့အချက်တွေတိုက်ခါလည်းမရှိပဲနဲ့ကိုခိုင်မြဲစီလာလာနေရတာကိုခိုင်မြဲနားလည်းမကောင်းနဲ့ပြီးတော့ကိုခိုင်မြဲကိုဘယ်လောက်ထိရေးကောင်းလဲဘယ်လောက်ထိဆွဲလဲဘယ်လောက်ထိရွတ်တယ်ဆိုတော့ကိုခိုင်မြဲနားလည်းမကောင်းနဲ့နားလည်းပါလားဟိုကျွန်တော်စိတ်ထဲမှာရှိနေတာလေကျွန်တော်ကီတီကိုဘူးပြောမှမသိဘူးပြီးတော့ကျွန်တော်ပြောလည်းမပြောရဘူးဗျကီတီကိုကျွန်တော်အားလာတယ်ကီတီစိတ်ဆိုးသွားမှလည်းကြောက်တယ်ခမင်းကီတီကြားကျင်နေတဲ့စကားပဲခမင်းပြောရင်ကီတီစိတ်ဆိုးသွားမှလားပြောလေပြောပါကီတီဘယ်သူမှရှောက်မပြောရနဲ့နော်ပြောကျွန်တော်ပြောရမှာရှက်ပြောတော့အဲ့ဆိုပြောမယ်နော်ကီတီနားထောင်ဒီရောလေသူကမင်္ဂလေးကိုစိတ်မလားကီတီပေးလိုက်တဲ့ပစ္စည်းလေးကိုတို့တကယ်ရင်းနဲ့ဘာလို့ပေးလိုက်တာလဲဆိုတော့သူတို့ရင်ခုန်လုံးနိုင်တယ်ဟုတ်တယ်သူကလေဒီကတော့တိတိလေးပုံနေတယ်နည်းနည်းရှာတဲ့ရောက်ပါရှင်ဘယ်မှာရှောင်းနေပါလဲသူဘာလို့မချင်းနိုင်လဲဆိုတော့ဒီတော့ဘောမောဒီကနေ့နေပါဦး哦。